表表下多家的，一蕊飘公明，故也谁的对，没也被毛故你归。天空的女阿龙，哎麦克雷亚阿龙，古门那番女阿龙。表下公米贵，鸟一大堆嘞，早起在马村面，比赛前的公园在山上，一堆表公米，狗也谁的对，没也陪忙不你贵。ကဲဒါတော့စပါရဲ့ day 3ပါအသိန်းတို့တကယ်တမ်း plan ချထားတာစပါမှာနေ့ရက်ဖယ်တဲ့မယ်လို့တွေးထားပေမဲ့အသိန်းတို့လာတဲ့ဒုတိယရက်မှာပဲမိုးကအကြီးကျယ်ရွာတယ်ကွာစပါမှာအဲ့တော့အသိန်းတို့ဘယ်မှသွားလို့မရဘူးတနေ့ကုန်ညနေမှတိုက်တယ်အဲ့တော့အသိန်းညနေဒင်နာလေးပါလေးစားဟိုတယ်မှာပဲအဲ့လိုမျိုး chill ပြီးတော့ပဲ staycation နေပြီးတော့ပဲဖြတ်တန်းလိုက်ပါတယ်ဒီနေ့ day 3မှာတော့အသိန်းတို့ရအောင်ထွက်ကြည့်မယ်ကွယ်တက်နိုင်ဆုံးဖယ်တွေသွားလို့ရနိုင်လဲဆိုတာအောင်အေးချမ်းချမ်းပဲအဲ့လိုမျိုးတအားနေကြီးရွှတ်ရွှတ်တင်နေအဲ့လိုမျိုးသွားပြီးတော့လေစင်နာတွေတိတ်မရှိဘူး AC staycation နေမယ်ဆိုရင်တော့စပါမိုးရသည်လာပါအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ high season ဖြစ်တဲ့November December January February အဲ့လေးလကိုတော့စပါအောင်လာရင်တော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့နည်းနည်းလေးတော့အဲများတဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးတော့ noisy တော့ဖြစ်မယ်ကွယ်ဒီလိုချိန်ကတော့တိတ်မရှိဘူးတော်တော်မရှိอ่ะEuropean လုံးဝမရှိဘူးဘာလို့ဆို European တွေကအဲ့လိုမျိုးမိုးချောက်တယ်ကွာမိုးရင်းတိတ်ပြီးတော့အဲ့လိုမျိုး adventure တိတ်လို့မရှိရတော့တိတ်မလာကြဘူးအခုလောလောဆယ်ကတော့ Asian တွေရဲ့ China တွေရဲ့ Indian တွေရဲ့ရှိပါတယ်ကဲဒါဆိုရင်တိတ်နိုးသွားပြီးတော့ဒီနေ့ဘယ်တွေသွားလို့ရနိုင်လဲဆိုတော့တက်နိုင်ဆုံးသွားပြီးတော့ try ကြည့်ပါမယ်ကဲဒါဆိုလိုက်ကြည့်ပြကြပါဦးကဲဒါဆိုသွားလိုက်ရအောင်ကဲအခုကတော့အသိန်းတို့ခုနဖာဆိုင်ကပိတ်တယ်ကွာအဲ့တော့လမ်းကပဲအဲ့လိုမျိုးအဲ့ဆိုင်မှာရှိတဲ့ထမင်းကျော်သူထမင်းကျော်တွေကအဲ့လို sticky rice လိုပုံစံမျိုးတွေကိုကြော်ထားအဲ့လိုမျိုးစက်ကက်ကက်ကြီးရေကွယ်အဲ့လိုမျိုးရှိတယ်ပြီးတော့တကယ်လို့ထိုင်းကိုပြန်ပြီးတော့ဝင်မယ်ဆိုရင်အခုလေသူတို့ထိုင်းလန်အစိုးရမေလတရက်နေ့ကစပြီးတော့ arrival form ကို update လုပ်ထားပါတယ်အဲ့ဒါကိုဖြည့်ပါအသိန်းတို့ဆိုတကယ်စပါမာလေးအပျော်လွန်ပြီးတော့မေ့နေအောင်ကွာအခုအကရက်တသိန်းနဲ့အခုဖြည့်ပြီးမှပဲခီးဆက်နိုင်တယ်ကဲဒါဆိုရင်အရင်ဆုံးတော့စာပါနေပြန်မဲ့လက်မှတ်ကိုအရင်တော့ဖြတ်လာအောင်မယ်ဒီညအသိန်းတို့စာပါကနေပြီးတော့ဟန်ရိုင်းကိုပြန်ပါမယ်အဲ့တော့ကားလက်မှတ်မရမှာကြောက်လို့အရင်ဆုံးတော့ဖြတ်လိုက်မယ်ကွယ်ပြီးမှလဲတော့မယ်လိုက်ခဲ့ပါအောင်ကဲ bus ticket လည်းအားလုံးပြီးပြီအဲ့တော့ဟန်ရိုင်းပြန်မဲ့လက်မှတ်လည်းရပြီဆိုတော့အသိန်းတို့အခုလောလောဆယ်သွားလဲကြည့်မယ်ကွယ်မိုးကတော့တော်တော်ကြာနေအခုစာပါမှာအဲ့တော့အခုလောလောဆယ်တော့ Sun Plaza မှာရှိတဲ့ train station ကနေပြီးတော့အသိန်းတို့ရတလောက်ပေါ့နော်တက်ကြည့်မယ်ကွာကဲအဲ့ဆိုရင်သွားလိုက်အောင် let's goအသိန်းတို့ဟာစာပါမြို့မှာရှိတဲ့ဗီယက်နမ်နိုင်ငံရဲ့အမြင့်ဆုံးတောင်တိတ်ဖြစ်တဲ့ Mount Fancy ဘက်ကိုတက်မယ်ဆိုရင်ဒီနေရာကနေစပြီးတော့ ticket ဝယ်ရပါမယ်။အသိန်း recommend ပေးချင်တာကတော့ Han Roi မြို့မှာရှိတဲ့ agent တွေစီကနေမဝယ်ဘဲနဲ့ဒီရောက်မှာစာပါမြို့ရောက်မှာဝယ်တာပို့ပြီးတော့ဈေးသက်သာပါတယ်နော်။ဒီ Mount Fancy ဘက်ကအသိန်းတို့ကြိုက်ထီးကိုသွားပြီးတော့လဲသလိုပုံစံမျိုးပဲအဲ့လိုမျိုးအစင်းစင်းနဲ့သွားပြီးတော့တက်ရတဲ့တောင်မျိုးဖြစ်ပါတယ်။အဲ့ဒီတော့အသိန်းတို့ကဒီ Sun Plaza နေပြီးတော့ယထာစီးသွားမယ်ယထာစီးပြီးရင် cable ဆက်စီမယ် cable ဆက်စီးပြီးရင်တော့ချင်းချင်းတက်မလားယထာနဲ့ဆက်တက်မလားဆိုပြီးရှိပါတယ်။ ticket ဈေးနှုန်းကတော့လူကြီးတယောက်ကို Vietnam Down 1,500,000ကျပါတယ်။ကဲဒါဆိုရင် Mount Fancy ဘက်ကိုသွားပြီးတော့အသိန်းတို့ဒီတေးလေးသွားပြီးတော့တက်ကြည့်လိုက်ကြရအောင်နော်အသိန်းတစ်စင်းပြီးတစ်စင်းရိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်သွားလိုက်ကြရအောင်ကဲ Fancy ဘက်နောက်ထိပ်ကိုသွားမယ်ဆိုရင်အသိန်းတို့ကဒီမှာ ticket ဖြတ်ရပါတယ်။သူကယထာစစီရမယ်ယထာပြီးရင် cable ပြီးရင်သူတို့အဲ့မှာလက်လျှောက်တက်လို့ရတယ်ယထာနဲ့တက်လို့ရတယ်ဒါတော့အသိန်းတို့ကဟိုမှာပေါ့နော် cable ထိပါတယ်အဲ့ဒါကဘယ်လောက်လဲ1.10 Vietnam Down 10 တန်းနဲ့9,000ပါအဲ့လောက်ပေးရတယောက်ပေါ့အဲ့လောက်ပေးရပါတယ်အဲ့တော့ပြောချင်တာဟို Han Roi နေမှာလည်းရှိရယ် service တွေကြိုရောက်ကြကွာအဲ့တော့အဲ့ကနေမဝယ်ပဲနဲ့ဒီ Sun Plaza မှာရှိမှာပဲဝယ်ပါလို့အတင်း recommend ပေးပါတယ်နော်ကဲဒါဆိုရင်အတင်းတို့ဒီ ticket ဖြတ်တဲ့ဒီ
ကောင်းတာနေပဲတက်သွားလိုက်တဲ့ဆိုရင်ဒီမှာယထာစီ mass station ရှိပါတယ်9မိနစ်10မိနစ်ချာခါထွက်တယ်လို့လည်းအသိမသိရပါတယ်ကဲဒါဆိုရင်တော်ရင်တော့ကြည့်လိုက်အောင် let's go ကဲဒီကနေပြီးတော့လမ်းမဖြတ်လိုက်တာနဲ့ဒီမှာပူတာယုံတက်ရောက်ပါပြီကဲဘယ်ကစီးဖို့အတွက်ယထာဆောင်လိုက်ပါအောင်မယ်ဒီယထာလေးကဟိုအနီရောင်လေးလေလိုင်းမုံမှာလည်းနာမည်ကြီးအနီရောင်ယထာလေးပါကဲဒါဆိုရင်တိတ်တော့သွားပြီးတော့ခဏဆောင်လိုက်ပါအောင်မယ်တော်တော့9မိနစ်10မိနစ်ချာတစ်ခါရောက်ပါတယ်အဲဆိုရင်ထိုင်ဆောင်လိုက်ပါအောင်မယ်နော်ကဲယထာဆိုင်ပြီဆိုတော့အသိတော့ယထာသွားစီးလိုက်ရအောင်โอเคသွားလိုက်အောင် let's go လိုက်ခဲ့ကြပါအောင်နော်ကဲအခုဆိုရင်အသိန်းတို့ Mount Fancy Bank ကိုတက်ဖို့အတွက် Sun Plaza နေပြီးတော့စပြီးတော့ယထာထွက်ပါပြီဒါဆိုရင်အသိန်းတို့ဒီယထာပေါ်ကနေပြီးတော့မြင်ရတဲ့ကဘာကျော်တဲ့စာပါမျိုးရဲ့ရှုခင်းတွေကိုအသိန်းတို့သွားပြီးတော့ခန်းစားကြည့်ရှုလိုက်ကြရအောင်နော်ကဲအသိန်းတို့ပထမဦးဆုံးဆက်စချင်းမှာပဲစာပါ station ကနေပြီးတော့စပြီးတော့ထွက်လိုက်တာနဲ့ဒီလိုမျိုးလှပတဲ့ချောက်ကဘာကြီးရဲ့ဘေးမှာရှိနေတဲ့တောင်တန်းတွေကိုစပြီးတော့မြင်ရပါပြီကဲဒီစာပါမျိုးလေးကတကယ်ဥမောက်အေးချမ်းပြီးတော့လေအရန်ဥမောင်နေလို့ကောင်းတဲ့မျိုးတစ်မျိုးပါယထာစားထွက်လိုက်ပြီဆိုတာနဲ့ဒီလိုမျိုးရင်သက်ရှုမောပွဲကောင်းတဲ့ရှုခင်းတွေကိုစပြီးတော့မြင်လိုက်ရတဲ့အရာတာကတကယ်ဥမောက်အရန်ကိုမိုက်ပါတယ်ကဲဒါဆိုရင်အသိန်းတို့ဆက်ပြီးတော့ရှုခင်းအမိုက်စားတွေကိုထပ်ပြီးတော့ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အသိန်းတို့ဆက်ပြီးတော့ဒီ vlog လေးကိုကြည့်ပေးကြပါအောင်နော်ကဲအခုဆိုရင်အသိန်းတို့ဖြတ်တန်းလာတဲ့ဒီယထာလေးကဒီအခုမြင်တွေ့နေရတဲ့ဥမင်လိုင်းကောင်းလေးကကြတော့ဒါတောင်ကြားလန်းနေပေါ့နော်တောင်ကြားလန်းနေပြီးတော့ဆက်ပြီးတော့အသိန်းတို့ထပ်ပြီးတော့ခုတ်မောင်ပါတယ်တဖြည်းဖြည်းနဲ့တောတောင်ရှုံမြောင်နေကြတဲ့ကိုရောက်လာလေရှုခင်းနေရပို့ပြီးတော့လှလာလေပါပဲကဲဒီ Mount Fancy Bank ကိုတက်တဲ့ယထာလန်းကတလန်းပဲရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အသိန်းတို့ယထာလန်းလွဲတနေရာကိုအသိန်းတို့စောင့်ပြီးတော့မှအတက်အဆင်းပြုလုပ်ရပါတယ်နော်အသိန်းတို့ဒီဘက်လမ်းလွဲလေးကိုမောင်းပြီးတဲ့အချိန်ကျမှအပေါ်ကနေပြီးတော့ဆင်းလာတဲ့ယထာကအောက်ကိုပြန်ပြီးတော့ဆင်းသွားပါတယ်အသိန်းတို့ Super Station ကနေပြီးတော့ Cable စီးမဲ့နေရာကိုသွားဖို့အတွက်ယထာစီးတာက15မိနစ်ကြာပါတယ်ကဲဒါဆိုရင်အသိန်းတို့ Cable ရှိတဲ့စီကိုဆက်ပြီးတော့ခီးဆက်လိုက်ကြရအောင်ပါကဲဒီယထာဘူတာနေပြီးတော့ထွက်လိုက်တာနဲ့အသိန်းတို့ဒီမှာ Fancy Bank Garden ဆိုပြီးတော့ဒီမှာလောက်ထားပါတယ်အဲဒီတော့ဒီမှာဓာတ်ပုံရိုက်ချင်တဲ့သူတွေဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ကလည်းဒီမှာ Garden လှလှလေးရှိတယ်အဲ့တော့ရိုက်လို့ရတယ်ဒီဘက်မှာဆိုရင်လည်းဒီမှာ Fast ဘာရေးထားFancy Bank လို့ရေးထား sorry Fancy Bank လို့ရေးထားတဲ့နေရာလေးရှိပါတယ်ကဲဒါဆိုရင်တော့အသိန်းတို့လမ်းလျှောက်ပြီးတော့တက်ရမှာကွာဒီနောက်မှာရှိတဲ့တိုက်ကြီးစီကိုတက်ရမယ်အဲ့ဒါကျတော့ Cable Center ပါအဲ့ Cable Station ကနေပြီးတော့အသိန်းတို့ထပ်ပြီးတော့Mount Fancy Bank အထီကိုသွားတက်ကြမယ်ကွယ်တက်ခဲ့ကြပါအောင်မိုးကတော့နည်းနည်းလေးကျနေပါတယ်ကဲဒါဆိုရင်သွားလိုက်ရအောင် let's go ကဲ train station ကနေပြီးတော့အသိန်းတို့15မိနစ်လောက်လမ်းလျှောက်လာပြီးသွားရဆိုရင်ဒီမှာ Cable Station ရောက်ပါပြီဒီ Cable Station ကနေပြီးတော့အသိန်းတို့ Fancy Bank အပေါ်အထက်ကိုတက်မယ်အဲ့တောင်ထိပ်ကနေပြီးတော့ဒီ Indo-China data ရဲ့လှပတဲ့ရှုခင်းတွေကိုတွက်ကြည့်ကြမယ်ကွယ်လိုက်ခဲ့ကြပါအောင်ခေဒါဆိုရင် Cable ကတော့စီရအောင် let's go 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 green tea freeze Pepsi can coffee လေးပူပူတောက်လိုက်မယ်ကွယ်ဒီမှာ Highland Coffee ဆိုတာတော့ဒီမှာ Starbucks နဲ့အပြိုင်ဒီမှာနာမည်ရှိတဲ့ Vietnamese coffee ပါခေဒါဆိုရင်တောက်ကြည့်အောင်ကွယ်အသိန်းတို့ခေဒါဆိုရင်ခဏလေးနားလာအောင်ပြီးရင်တောင်မဆက်တက်မယ် Cable နဲ့ okay လိုက်ကြည့်ပတ်ကြပါအောင်နော်ကဲ coffee လည်းတောက်ပြီးသွားပြီဆိုတော့ဒီနားမှာရှိတယ်Cable နဲ့ပတ်စီတောက်မယ်ကွယ်လိုက်ခဲ့ကြပါအောင် go go goတော့ဆောင်ရန်ရှောင်းရန်ကဗာလေးလေးရှိတယ်လဲဆိုတော့နည်းနည်းလေးတတိထားမှာကျတော့တိန်းနိုးဝယ်လာတဲ့ ticket လေးအဲ့ ticket ကဒီမှာCable ကားစီးလက်တီးရပဲယထာစီးလက်တီးရပဲအဲ့တော့ဒီဟာလေးကိုဓာတ်ပုံရိုက်ထားပါပြောင်းရင်လည်းဓာတ်ပုံလေးပြပြီးတော့ဝင်လို့ရတယ်နော် okay အဲ့ဒါလေးတော့ရှိပါတယ်ကဲဒါဆိုရင်တိန်းနိုးနောက်မှရှိတယ် Cable တော့စီးလိုက်အောင် let's go ဒီမမိုင်နဲ့ Cable စီးပြီးတော့တောင်ပေါ်တက်ပါမယ်လိုက်ဆက်စီးပြီးတော့လိုက်ကြပါအောင် Fancy Bank တောင်ထိပ်သွားပါမယ် Oh my god it's so very nice bên này nữa này bên này không bị ướt hả အမြင့်ပဲတကယ်မိုက်တယ်အဲ့တော့စာပေါလာဆိုရင် Fancy Bank ကိုလည်း Cable လာစီးကြပါလို့တရားညွှန်ချင်ပါတယ်เนาะတောင်းမှာပဲ staycation မနေပဲနဲ့အနည်းဆုံးတော့အသိထင်တယ်200 300လောက်တော့နေပါဒါဆိုတော့စာပါမှာ agent နေလိုက်ကွာဟန်ဝိုင်းညအနွိုင်းဖြစ်တယ်အဲ့တော့စာပါပဲလာကြအဲ့လိုပဲတရားညွှန်ချင်ပါတယ်เนาะအရင်မိုက်တယ်
ကဲအခုဆိုရင်ကေပဲဆက်ထွက်ထွက်ချင်းမအောင်ပဲတကယ်ဦးမောက်သားလှပတဲ့စပါမျိုးရဲ့ရှုခင်းတွေကိုတဝါရီသိန်းတို့စပြီးတော့ခန်းစားလို့ရပါပြီတောင်နှန်းတွေကိုမှကြိုက်နေတတ်တဲ့သူတွေအတွက်ကတော့ဒီစပါမျိုးကတကယ်ဦးမောက်ပါ rice ပါလို့အသိန်းကညွှန်းချင်ပါတယ်နော်တကယ်ဦးမောက်စိမ့်ဆိုနေတဲ့တာလှပတဲ့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရဲ့ရှုခင်းတွေကိုအသိန်းတို့တဝါရီခန်းစားနိုင်မှာပဲဖြစ်ပါတယ်ကဲကေပဲစီးနေတဲ့အချိန်မှာလည်းအသိန်းတို့ရှုခင်းနေကြည့်နေရင်လည်းအရေးကြီးတဲ့အရာတစ်ခုလုပ်ဖို့လည်းကြံပါသေးတယ်အဲ့ဒါကကြတော့ဓာတ်ပုံဗီဒီယိုရအောင်ရိုက်ခဲ့ပါလို့အသိန်းကပြောချင်ပါတယ်ဓာတ်ပုံဗီဒီယိုလှလှလေးရိုက်ချင်တဲ့သူတွေအတွက်ကကြတော့အသိန်းတို့ထိတ်ဆုံးနှန်းထိုင်ကုန်နေရာတွေကိုရအောင်ဥပါလို့အသိန်းကညွှန်ချင်ပါတယ်နောက်ပြီးဘယ်ဘက်မှာပဲရိုက်မနေပဲနဲ့ဒီလိုမျိုးအန်ဂယ်ကြအောင်ညာဘက်မှာလည်းပြန်ပြီးတော့ position ပြန်ထိုင်ပြီးရိုက်ပါလို့အသိန်းကပြောချင်ပါတယ်ကဲဒါဆိုရင်အဆင်ပြေကြပါစေနော်အသိန်းတို့အခုတောင်ဆွဲတစ်ခုပြီးတစ်ခုကိုကေဘယ်နဲ့တက်လာလိုက်တာအခုဆိုရင်အသိန်းတို့မြူကိုမြူငွေတွေကြားတဲ့ကိုအသိန်းတို့စပြီးတော့ဖြတ်ပါပြီအသိန်းတို့လိုလူရှင်းတာအောင်မှကြိုက်တဲ့သူတွေအတွက်ကကြတော့စပါကိုမိုးရင်းသွားပါဘာလို့လဲဆိုတော့စပါလိုစီစဉ်ကမိုးရင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှုခင်းနေရလေတစ်ခုပြီးတစ်ခုကိုအဲ့လိုမျိုးရာသီဥတုအပြောင်းလဲပေါ်မူတည်ပြီးတော့အရန်ဟိုမှာမိုက်ပါတယ်နောက်ပြီးဒီဗီယက်နမ်နိုင်ငံမြောက်ပိုင်းရဲ့တောတောင်ရှုမြောင်းနေရလေတကယ်အောင်အသိန်းတို့မြန်မာနိုင်ငံနဲ့ level 2ကိုလှပါတယ်အခုဆိုရင်အသိန်းတို့ကေဘယ်စီးလာလိုက်တာနောက်ဆုံးကေဘယ်ဂိတ်ကိုရောက်ပါပြီတောင်ထိပ်ကိုရောက်ပြီကွယ်အသိန်းတို့ဟိုလာတော့စီရတယ်25မိနစ်နိုင်ဝလာတော့စီရပါတယ်ဒါဆိုရင် festival ဟိုသွားလိုက်ရအောင်โอเคထပ်ပြီးတော့ခီးဆက်ရအောင် let's go ကဲဒီကေဘယ်စင်တာထဲမှာပဲဒီမှာ food ကောက်နေရှိတယ်အဲ့တော့ Vietnamese food တွေကိုက try ချင်တယ်ဆိုရင်ဒီမှာစားလို့ရတယ်ကွာဒါဆိုရင်ကဲဒါဆိုရင်အသိန်းတို့သွားပြီးတော့ထပ်ပြီးတော့တက်လိုက်ရအောင်ပေါ့ခီးဆက်လိုက်မယ်ကွယ်နော်ကဲဒါကတော့ဒီကနေစပြီးတော့အသိန်းတို့လှေကားနဲ့တက်ရမယ်ကွယ်ကဲသွားလိုက်ရအောင်အိုးအပေါ်မှာတော့လုံးဝလေမြုံနှင်းနေလို့ပုံစံမျိုးဖြစ်နေတာကွယ်သိလားမိုးဆက်တော့မဟုတ်ဘူးယူရိုတွေကနေပြီးတော့အမုံအမွားလေးတွေဖြစ်နေတာကွာကဲဒါဆိုရင်အသိန်းတို့ဆက်ပြီးတော့တက်လိုက်ရအောင်အသိန်းအခုရောက်ရှိနေတဲ့ fancy pan ကကြတော့3148မီတာရှိတယ်ပေပေါင်းဆိုတော့ပေပေါင်း1000ကျော်ပေါ့နော်မြင်းနဲ့အေဒိုချိုင်းနာကျိုးဆယ်မှာရှိတယ်တောင်ဆွဲတွေခြားထဲမှာ तू ကအမြင့်ဆုံးပဲကွာဒီလားအဲ့လိုအရမ်းမိုက်တယ်အဲ့တော့အသိန်းတို့ဆက်ပြီးတော့ရတဲ့တလောက်တက်ကြည့်မယ်ကွယ်အပေါ်မှာတော့ရာသီဥတုတော့နည်းနည်းတော့ဟိုတအားနည်းနည်းတော့စိုးနေပြီကွာသိလားဒီမှာလှေကလေးတောင်မမြင်ရတော့အပေါ်ကဗုဒ္ဓဆင်းတုတော့မမြင်ရတော့ကွာပုံမှန်ဆိုဒီနားမှာမြင်ရတယ်ပြောတယ်အခုတော့ဘာမှမမြင်ရတော့ကဲဒါဆိုရင်အသိန်းတို့ထပ်ပြီးတော့ရတဲ့လောက်တက်ကြည့်အောင်နောက်ပြီးတော့အသိန်းတို့ထိုင်းနိုင်ငံမှာအမြင့်ဆုံးဖြစ်တဲ့တောင် dry တနုတ်ကကြတော့ तू ကပေပေါင်း2000ကျော်ပဲရှိတာအဲ့တော့ဒီကပေပေါင်း3148မီတာတော့ရှိတာဆိုတော့ပေပေါင်း900ကျော်လောက်ဒီကမီတာပိုမြင့်တယ်ကွာအဲ့တော့တော်တော်အစ်စညာပဲလုံးဝမြို့ကိုမြို့ငွေတွေအပြည့်နဲ့ကွာပြီလားရာသီဥတုတော့တကယ်ကို so fine ရမ်းမိုက်တယ်မသိရင်နက်ပြည်ကိုသွားနေရသလိုပဲရမ်းမိုက်တယ်ကွာနော်အဲ့တော့ဟိုစပါလာရဆိုရင်ဒီ fancy pan region ကိုလည်းလာပြီးတော့လဲပါလို့တရားညွှန်ချက်ပါတယ်ကဲဒါဆိုရင်တိုင်းတော့နည်းနည်းလေးထပ်ပြီးတော့အပေါ်တက်လိုက်ရအောင် fancy pan to the roof of Indochinaတချို့တွေကကွယ်ဘာတော့ dry suit တက်ဆူတောင်းပွဲလားအဲ့တော့သွားပြီးတော့ training လုပ်ထားတဲ့လူတွေကြတော့မမောဘူးကွယ်သိရပါလားဒီလို fancy pan လောက်ကိုသူတို့တက်တော့သူတို့မမောကြဘူးဘေးကမော်ဒီစကလာတဲ့အမားကြီးကတော့မဟိုက်နေပြီကွယ်သိရပါလားအသိအောင်ထားလိုက်ပါတော့ hiking တွေပါတယ် biking တွေသွားနေတာဆိုတော့တက်ကိစ္စတော့မရှိဘူးဆိုပေမဲ့သိရပါလားအဲ့လေခုံပြီးပြောလို့ရတယ်ဟဲ့ဆွေမျိုးတော်သွားပြီဆွေမျိုးတော်သွားပြီ okay မိုင်းဒါကြီးပဲဆွဲနေကွယ်လုံးကြအောင် fancy man ကိုဒါကြီးပဲဆွဲနေတာကဲဒါဆိုရင်သိတော့ဆက်ပြီးတော့သွားလိုက်အောင်သွားမိုက်တယ်အဲ့လိုမျိုးဘယ်လိုပြမလဲဘုံတဆင့်နဲ့လေအသိတော့မသိရင်ဟိုလိုလေ Chinese movie လေးကိုကြည့်ပြီးတော့သွားနေရတယ်လို့လေပဲအဲ့တော့ပထမတဆင့်ဒုတိယတဆင့်တတိယတဆင့်အဲ့လိုတပုံနဲ့အဲ့လိုမျိုးလေးတောင်ထိပ်ကိုရောက်သွားမှာပေါ့နော်အရမ်းမိုက်တယ်ကွယ်အဲ့တော့ဆက်ပြီးတော့ခီးဆက်လိုက်ကြရအောင်သိတော့အခုတော့နှင်းမိုးလေးရွာနေအဲ့ဆိုသွားလိုက်ရ let's go ဘယ်မှာတော့မမြင်ရအောင်အော်ဒါပဲကဲဒီ fancy pan ကိုလာမယ်ဆိုရင်ဆောင်းရှောင်းလေးမပြောပေးပါဦးတွေလေးတော့ကောင်းကောင်းလေးဝတ်ခဲ့ပါလို့ပြောစမှာနော်မိုးကပါတဲ့တွေလေးတော့ဝတ်ခဲ့ပါနော်အေးစဲနေမိုးတွေကလည်းကြတော်တော်ချမ်းပါတယ်တော်တော်ချမ်း view ကောင်းတယ်လေအရန်လာတယ်လေဒါပေမဲ့အရန်လာတယ်နော်မသိရင်ဟိုလေဝူခုံးကားတွေကလေဟိုပါလဲဆရာတော်လေဘာတော့လှန်နဲ့လေအဲ့လိုလုပ်တဲ့မဲသမီးတော်2ယောက်ကွယ်သိရပါလားအညောင်နဲ့ festival တက်တယ်ကွယ်ကဲထပ်ပြီးတော့အသိတို့ထပ်တက်လိုက်ရအောင်အဲ့တော့အသိပြောချင်တာကတော့ဆောင်းရံရှောင်းရံငါကြားတော့တော်ပါရှိမလဲဆိုတော့ဟိုမိုးကပါတဲ့အနွေးတဲ့မျိုးဝစ်ခဲ့ပါအပေါ်မှာအရန်အေးတယ်အဲ့တော့ तू ကဟိုလိုမျိုးလေကာတယ်မိုးကာတယ်အဲ့လိုပုံစံအနွေးတဲ့မျိုးတွေစာပါမှာလည်းရောင်းပါတယ်အဲ့တော့ဟိုစာပါမျိုးတွေမှာဝစ်ခဲ့လိုက်စေးတန်တယ်အဲ့တော့ဒီမှာအဲ့လိုမျိုးမဟုတ်ရင်အပေါ်မှာ
ရှင်တို့သိရတိုင်းပဲနော်ဘယ်လိုပြမလဲဟိုကြရက်တွေထားကုန်မယ်ကွယ်အဲ့တော့အောက်ကလေးအားတစ်ခါတည်းစီစဉ်ခဲ့ပါအရန်အေးပါတယ်အဲ့တော့ November December January February လာမဲ့လူတွေစောင့်ရှောင်ရပေါ့နော်ကဲအဲ့ဒါဆိုရင်တိန်းတို့ထပ်ပြီးတော့တက်လိုက်ရအောင်ဖျားစီတိန်းတို့ဆက်ပြီးတော့နည်းနည်းလေးထပ်ပြီးတက်လိုက်ရအောင်ကွယ်အခုကတော့တိန်းတို့ဒီ festival တောင်ထိပ်ပေါ်မှာရှိတယ်ဗုဒ္ဓဆင်းနုတော်စီကိုအတိန်းတို့ထပ်တက်မယ်ကွာလှေကားတွေလုံးဝအမတ်ကြီးပဲโอเคဒါဆိုရင်အတိန်းတို့ဆက်ပြီးတော့ try လိုက်အောင်အပေါ်တက်ပြီးတော့ကဲသွားရအောင်မယ်ကိုကို wow ကဲအသိရဲ့နောက်မှာဖူးတွေ့နေရတယ်ဗုဒ္ဓဆင်းနုတော်ကြီးကတော့ဗုဒ္ဓအမိတပဟလို့ဘွဲတော်ခေါ်ဆိုပါတယ်ဒီဗုဒ္ဓဆင်းနုတော်ကြီးကဒီတောင်ထိပ်မှာရှိပါတယ်အဲ့ဒီတော့လာပြီးတော့ဖူးမြော်ကြပါလို့အသိကပြောချင်ပါတယ်နော်ဒါကတော့တောင်ထိပ်ပဲဖြစ်ပါတယ်နောက်ထပ်သူတို့အတောင်ဆွဲလေးရှိတယ် IT တိုက်ရတယ်ဆိုတော့ဒါလုံးဝကိုအမြင့်ဆုံးကွာအသိတော့ထပ်ပြီးတော့မတက်နိုင်တော့ဘူးဆိုတာဘာလို့ဆိုတော့ဟန်နွိုင်းကိုပြန်မယ်ကာကွင်းလည်းသွားရမယ်အချိန်ရယ်နောက်ပြီးတော့ဒီ cable ကကြတော့ညနေ9နာရီဆိုပိတ်တယ်ကွာအဲ့တော့အခုမှ4နာရီခွဲနည်းနည်းလေးရောက်နေပြီအသေးလုံးတက်တာနည်းနည်းတော့ကြာတယ်အဲ့တော့နည်းနည်းလေးဝေယုံသုံးကားလေးဖြစ်နေတယ်ကွာအဲ့တော့အေးဆေးလာကျင်တာဆိုတော့စောစောလေးလာပါလို့တရားညွှန်ချင်ပါတယ်နောက်ပြီးတော့သူတို့ဒီလေခုနကအသိန်းတို့ရက်ခဲတယ်cable station မှာပဲနောက်ထပ်ရထားတစ်စီးရှိတယ်အဲ့ဒါကကြတော့ဘတ်600ကျော်ထပ်ပေးရတယ်ကွာsorry Vietnam down 6သိန်းကျော်ကွာဘတ်နဲ့ဆိုရင်တော့600ကျော်ထပ်ပေးရတယ်ဒါပေမဲ့အဲ့ဒါကအများစုကတော့မတက်ကြဘူးဒါပေမဲ့ချင်းတက်ပြီးတော့သွားတာပို့ပြီးတော့ finance လည်းဖြစ်တဲ့အရန်လည်းရင်ခုန်စရာကောင်းတယ်ကွာစိတ်ချစားလည်းကောင်းတယ်ရထားနဲ့ဆိုရင် brush ဆိုပြီးတော့တောင်ထိပ်ထီကိုရောက်သွားမှာအဲ့လိုပုံစံလေးရှိပါတယ်ဒါဆိုရင်တော့အတင်းက recommend ပေးချင်တာကတော့လူငယ်တွေဆိုရင်တော့cable စီးကဲ light cable ထိပဲတက်ပြီးတော့ကျန်တဲ့ဟာလေးကိုတော့လှေကလေးလေးတွေနဲ့တရုပ်ဆက်ဆန်လေးကွာတစ်စင်ပြီးတစ်စင်အဲ့လိုလေးတက်သွားပါလို့တရားညွှန်ချင်ပါတယ်နော်ကဲဒီတောင်ဆွဲလေးတကုံးလေးကိုထပ်တက်လိုက်တယ်ဆိုတော့ဒီထိပ်မှာလုံးဝဒါအမြင့်ဆုံးပေါ့နော်ဒီလို China region မှာအမြင့်ဆုံးတောင်ထိပ်ကိုရောက်ပါပြီအသိန်းတော့ဒီမှာပဲရက်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဟိုအပြန်မဲ့ဟန်နွမ်းပြန်မဲ့ကားမှန်ပြီးမှကြောက်တာရောနောက်ပြီးတော့ cable ကလည်း9နာရီထိပဲဆိုတော့တိန်းတော့ဒီဗုဒ္ဓဆင်းနုတော်မှာပဲတိန်းတော့တက်ခဲ့လိုက်ပါတယ်တကယ်ကိုကြီးကျယ်ခမ်းနားတက်ပဲတယ်ဗုဒ္ဓဆင်းနုတော်ကြီးပဲဖြစ်ပါတယ်ကဲဒါဆိုရင်အသိရဲ့ Vietnam Sapa vlog ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ် Vietnam trip တစ်ခုလုံးကိုကြည့်ပေးကြတဲ့တငယ်ချင်းတွေရောအသိရဲ့ကြည့်ရတဲ့audience တွေရောအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်အသိနောက်ထပ်လည်းခီးရသွားဖို့ရှိတယ်အရောက်မိုက်တဲ့ကိုနဲ့ကောင်းတဲ့ဟာလေးတွေလည်းပြပေးဖို့ရှိတဲ့အတွက်ကြောင့်မလို့အသိရဲ့ page လေးကို like and follow လေးလုပ်ပေးကြပါအောင်လို့တရားညွှန်ချင်ပါတယ်ကဲဒါဆိုရင်အားလုံးပဲနောက် vlog တွေဆက်မှာပြန်တွေ့ပါမယ်အားလုံးပဲတတာစာပါတီကိုတည်လာတဲ့အကြောင်းအရှိသေးတယ်နော်အမေရှင်တို့ကခုံပြီးပြောတော့ဆွေမျိုးတော်သွားပြီနော်အဲ့ဒါတွေအမြဲတမ်းဆွဲလန်းနေကွယ်လောက်ကြအောင်နော်နောက်ထပ်တစ်ယောက်ရှိတယ်ဘယ်သူတော့အခုလေဘာချင်းနဲ့စုံနေတာမသိချိုးစင်ဆိုပြီးတော့လေဘွာတော့ကြီးလေတိုင်းသားကြေးရွာထဲမှာmusic video ရိုက်ထားသေးတယ်အဲ့ဒါပါဆွဲလန်းတာနော်သိလားကြဆိုခုံပြီးပြောချင်တော့စာပါကိုလာခဲ့ပါလို့ပဲပြောချင်ပါတယ်နော်ဒီရဲ့အချစ်တော်တိမ့်လေစာပါဗီယက်နမ်ကနေပြီးတော့ပြန်ပေါ်လာပါပြီခုံပြီးပြောရအောင်ကွယ်စာပါကိုလာခဲ့ပါလို့နော် festival ပေါ်မှာခုံပြီးပြောမယ်ဟဲ့ဂျွန်ဆိုင်နော်ဘာရင်မသိဘူးကိုပြန်ရုံညာခုအသိန်းတို့ကိုပြန်နေဟန်နွိုင်းကိုပြန်နေ sleeper bus ကပို့ပြီးတော့မိုက်တယ်ဘက်လီရပဲပေးရတာဒီ brown ကိုအသိSouviet ဆိုတဲ့ကားပါအဲကားကိုပဲစီအဲကားတကယ်မိုက်တယ် service လည်းမိုက်တယ်အဲ့လိုလေးနည်းနည်းလေးတန့်တယ်ကွာတော်တန့်တယ်အသိန်းတို့လာတော့ကားမကောင်းမို့ကောင်းတယ်ဒါပေမဲ့လည်းမကောင်းအဲ့လိုမျိုးမတွိုင်းလက်တောင်ပါသေးတယ်မိုက်တယ်နော်ကဲအားလုံးမတက်တာအခုအသိန်း non-by international airport Hanoi ကိုအသိန်းရောက်ပါပြီဒီကနေပြီးတော့အသိန်းချင်းမှန်ကိုပြန်ပါမယ်ဒီ vlog တစ်ခုလုံးကိုကြည့်ပေးကြသူတက်စီတဲ့အောင်လဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်မနေ့ကတော့စာပါနေပြီးတော့ဓာတ်ရိုက်လာဆိုတော့ဒီဟန်နွိုင်းကိုမနက်3နာရီကိုရောက်တယ်အဲ့တော့လေစိတ်မှာပဲစားပြီးတော့ပဲချင်းမှန်ပြန်မယ် flight ကိုစောင့်ရပါမယ်အေးရှားကောင်တော့မဖွင့်သေးဘူးကွယ်ထုံးစံနိုင်မယ်အေးရှားဟာတွေကအဲ့တော့နှာဆောင်လိုက်အောင်မယ်အဲ့တော့ဒီမှာပဲမနက်စာ breakfast ကိုလေစိတ်မှာပဲတွားပြီးတော့စားလိုက်မယ်ကွာအဲ့တော့ကြည့်ပေးကြတဲ့ Vietnam trip တစ်ခုလုံးကိုကြည့်ပေးကြတဲ့သူတောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်လို့တင်ပြချင်ပါတယ်အားလုံးပဲတတာပါ